Merchant Trade Money App ထဲကိုဝင်မယ် Passcode ရေးမယ် Top up ဆိုတာနှိပ်မယ် Debit card top up ဆိုတာထပ်နှိပ်မယ် ပထမဆုံးအကြိမ်ဆိုရင် add new debit card ကိုနှိပ်ပြီးတော့ကိုယ့်ရဲ့ Gmail လိပ်စာကိုရေးမယ်ပြီးရင် submit ဆိုတာနှိပ်မယ်ဒီနေရာမှာကိုယ့်ရဲ့ Merchant Trade account ထဲကိုငွေလွှဲပေးမဲ့သူရဲ့ bank အချက်လက်တွေကိုရေးပေးရမှာဖြစ်တယ်ငွေလွှဲပေးမဲ့သူရဲ့နာမည်ကတ်နံပါတ် CVC ဆိုတာ bank ကရဲ့အနောက်ဘက်ကနံပါတ်3လုံးဖြစ်တယ် bank ကပေါ်မှာရေးထားတဲ့အတိုင်းသက်တမ်းကုန်ဆုံးတဲ့လနှစ်ကိုလည်းရေးပေးရမယ်မလေးရှားဆိုတာရွေးမယ်ငွေလွှဲပေးမဲ့သူရဲ့ bank နာမည်ကိုရွေးရမယ်ကျွန်မဒီမှာ CIMB ကိုသုံးပြီးလွှဲမှာဖြစ်တဲ့အတွက်ကြောင့် CIMB ဆိုတာကိုရွေးပါမယ်ပြီးရင်ယခုပြထားတဲ့အတိုင်းကွင်းလေးထဲမှာအမှတ်လေးချစ်ပေးပြီးတော့ proceed ဆိုတာကိုနှိပ်ပါမယ်တစ်ဖက်လူကလွှဲပေးမဲ့ငွေ amount ကိုရေးရပါမယ်ကျွန်မအရင် CIMB bank နဲ့လွှဲထားတဲ့ဟာ save ထားတဲ့အတွက်ကြောင့်ဒီကနေပဲတက်ရိုက်ဝင်မယ် confirm ဆိုတာနှိပ်မယ် email ဆိုတဲ့နေရာမှာကိုယ့်ရဲ့ Gmail ကိုရေးပြီးတော့ submit ဆိုတာကိုနှိပ်မယ် CVC နံပါတ်ရေးပြီးအမှတ်လေးချစ်ပေးပြီးတော့ proceed ဆိုတာထပ်နှိပ်မယ်ယခုနီလန်းကိုသုံးပြီးတော့ကိုယ့်ရဲ့ Merchant Trade ကတ်ထဲကိုအခြား local bank တွေစီကနေငွေလွှဲမယ်ဆိုရင်နှစ်ဦးနှစ်ဖက်အချိန်ညှိရပါမယ်ကျွန်မကိုယ်တိုင်သုံးတဲ့ CIMB bank နဲ့လုပ်ပြတာဖြစ်တဲ့အတွက်ကြောင့်ယခုလိုတွေ့နိုင်တာဖြစ်တယ်ကိုယ့်ရဲ့ Merchant Trade ထဲကိုငွေလွှဲပေးမဲ့သူရဲ့ဘက်ကနေယခုလို approve ဆိုတာလုပ်ရပါမယ်ငွေလွှဲပေးမဲ့သူရဲ့ဘက်ကနေ approve လုပ်လိုက်ပြီဆိုရင်ယခုလိုမျိုးငွေလွှဲတာအဆင်ပြေသွားကြောင်းတွေ့ရမှာဖြစ်တယ်။တွဲနောက်မရတဲ့ UN သမားတွေဆိုရင်ယခုလိုမျိုးအခြား local bank ကနေကိုယ့်ရဲ့ Merchant Trade ထဲကိုငွေလွှဲစေချင်တယ်ဆိုရင်ယခုလိုနီလန်းကိုသုံးပြီးတော့လွှဲခိုင်းလို့ရပါတယ်။